ဒီနေ့မင်းပြောပြနိုင်မှာတော့ကွာအခုလာပြီးသား update အကြောင်းပဲဖြစ်ပါတယ်အားလုံးလည်းကွာ update တင်ပြီးသွားတယ်လို့မင်းထင်ပါတယ်ပထမဆုံးအနေနဲ့ကတော့ server တစ်ခုထဲမှာသူအများကြီးပေါ်လို့တဲ့ဟာကကြတော့မင်းတို့ old home မှာကြတော့သူကလုံးလို့မရပါဘူးဒီဘက်ရွာမှာမှလုံးလို့ရမှာပါဒါကတော့ဒီဘက်ရွာလေးပါဒီဘက်မှာကြတော့ခုနတငယ်ချင်းတွေအများကြီးပေါ်အောင် server တစ်ခုထဲမှာပေါ်အောင်လုပ်လို့ရပါတယ်အခုပြချင်တာကွာ friend list တွေကိုဘယ်လိုပို့ပြီးကောင်းအောင်လုပ်လိုက်လဲဆိုတော့ပေါ့ကွာအခုအပေါ်ဆုံးတောင်းဟာနှိပ်လိုက်မယ်ဆိုရင်မေမေတို့နာမည်တွေအားလုံးကိုတော့စီးပေးထားတာ B ဆို B နဲ့စတာ C ဆို C နဲ့စတာပေါ့ကွာ H ဆို H နဲ့စတာအားလုံးစီးပေးထားတယ်နောက်တစ်ခုကကြတော့ကွာအပေါ်ဆုံးတောင်းမှမြင်နေရတယ်ခဲတံလေးကိုနှိပ်လိုက်မယ်ဆိုရင်ကွာသူကအတင်မှုကအရင်မဟုတ်တော့ပဲပိုပြီးမိုက်သွားဆိုတော့ကွာကိုက friend တွေအားလုံးကအမှန်ချစ်ပြီးတော့တတိလုပ်လို့ရတယ်အရင်က friend တွေတကယ်ချင်းတွေပါတယောက်ချင်းဖြတ်ရမှာပြင်းတဲ့လူတွေကအခုချိန်ဖြတ်လို့ကောင်းဆုံးလို့ပြောပါမယ်ဘာလို့လဲဆိုတော့ကွာတယောက်တည်းမဟုတ်ပဲနဲ့တည့်မှာ15ယောက်ဆို15ယောက်တစ်ခါလည်းဖြတ်လို့ရတယ်အယောက်20ဆိုအယောက်20ကွာတစ်ခါဖြတ်လို့ရအခုကမင်းဖြတ်ပြသလိုပေါ့ကွာအမှတယောက်2ယောက်3ယောက်4ယောက်5ယောက်ပေါ့အကုန်နှိပ်လိုက်ပြီကွာနှိပ်လိုက်ပြီးသွားဆိုရင်အမိုက်တောင်းလေးတန်းနှိပ်လိုက်တာနဲ့ဟောတာဖြစ်ပြီပေါ့သူတို့အားလုံး unfriend ဖြစ်သွားပြီအဲ့ဒါတော့အခုအတိုင်းမပါလိုက်ဟာပေါ့နောက်တစ်ခုကကျဒီမှာသုံးလို့ရဗျအခုသုံးရမယ်နော်လူအများဒီနားတဝိုက်ကလူတွေအားလုံးမြင်အောင်လုပ်တဲ့ဟာပေါ့နော်အဲ့ဒါလူတော်များများစိတ်ဝင်စားတဲ့ຢာလေးပေါ့အခုကသူက server တစ်ခုတည်းမှာတင်လူအများကြီးပုံလုပ်လို့ရတယ်နောက်တစ်ခုကကျသူတို့နဲ့ join လို့ရတယ်စကားပြောလို့ရတယ်လို့ပြောတယ်မင်း join တဲ့ခါကျတော့လူကပျောက်သွားအဲ့မှာတွေ့တဲ့လူပေါ့ကိုအဆင်ပြေမဲ့လူတယောက်ကို join ကြည့်ရပျောက်သွား join လိုက်ပြမယ်ကြည့်လိုက်နောက်ပြန်အဲ့လူကပျောက်သွားဘယ်လိုသူတို့က error ပါလာလားသူတို့ဟာသူတို့တေချာမလုပ်ထားလားမလုပ်ထားများပါလေသူတို့ကအပေါ်ရင်ပါပဲနောက်ဆုံးတယောက်မှတော့ရခဲ့ပေါ့ကွာသူစကင်ဘယ်လိုလုပ်မသိဘူးဗျလုံးဝလေအကြည့်အောင်လားပေါ့အရင်ရှိရလို့ပြောတယ်မီးထုံးပြပါမယ်အဲ့လိုကြည့်အောင်ဟာကြီးလုံးရှည်ရေးပုံစံဟာကြီးဒါပေမဲ့လေတော့တကယ်ချင်းအမှန်စကားပြောလို့ရထင်တာပဲစားလည်းပို့မရဘူးပေါ့ကွာစားရပါစမ်းပို့ကြည့်တယ်ဟိုင်းနေပါမရလားမပြန်တာလားတော့မသိပေမဲ့ကဲပြောမယ်ဆိုရင်တော့အဲ့ဒီမှာပါလာတဲ့ဟာတွေကဒါလေးတွေပါပဲနေရာတိုင်းတော့သုံးလို့မရဘူးကွာဒီလိုအိုးဟုံးမှာသုံးမရဘူးဒီဘက်ရွာမှာသုံးရတယ်တချို့ဘေးနေရာတွေ300လဲတော့မေမေသိချာမသိသေးပါဘူးမေမေသိတဲ့လောက်ဒီဟာမှာကောင်းတာပြောမယ်ဆိုရင်မေမေတို့ကွက်တွေပါလောက်တဲ့ခါမျိုးကြရင်ကွာအရေးတကြီးလိုတယ်ဖတ်တာတွေပါလိုတယ်တကယ်ချင်းမရှိဘူးဆိုရင်ဒီနီးရဘလို့ဒီနီးတဲ့တဝိုက်ကပေါ်အောင်လုပ်တဲ့ဟာကိုလုပ်နိုင်မယ်ဆိုရင်ကွာသူတို့ပေါ်လာရင် join ရင်လည်း join ပေါ့ဒါမှမဟုတ်လည်းသူတို့နဲ့ friend လုပ်ရင်လည်းလုပ်ပေါ့အဲ့လိုနေရာမှာအသုံးဝင်မယ်လို့ထင်ပါတယ်